စွန့်လွတ်စာချုပ်ဆိုတာဘာကိုပြောရလဲဆိုတဲ့အကြောင်းကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ပေါ့နော်ကျွန်တော်တို့တွေကစွန့်လွတ်စာချုပ်ဆိုတာဟာပေါ့ပူးတွဲအမည်ပေါ့ပိုင်ဆိုင်မှစွန့်လွတ်စာချုပ်ဆိုတဲ့ဟာကိုလုပ်လို့ရတာဖြစ်ပါတယ်ဒါကျွန်တော်အနေနဲ့ပေါ့နော်တာမန်လူတွေနားလည်အောင်လို့ရှင်းပြပေးမှာဖြစ်ပါတယ်โอเคဥမာထားပါတော့เนาะကျွန်တော်ကိုအဖေအမေနာမည်ပေါက်တဲ့မြေကွက်ကပေါ့နော်ကိုအဖေအမေတွေမရှိတော့ဘူးသုံးသွားတဲ့အချိန်မှာတာသမီ3ယောက်ရှိတယ်ပေါ့ဗျာအဲ့တော့တာသမီ3ယောက်ရှိတဲ့ထဲမှာကိုမိဘတွေမရှိတော့လို့ပေါ့နော်တာသမီ3ယောက်ကနေပြီးတော့မှအမွေဆက်ခံစာချုပ်ချုပ်ရမယ်နံပါတ်1အနေနဲ့ပေါ့နော်အမွေဆက်ခံစာချုပ်ချုပ်ပြီးပြီဆိုရင်ထားပါတော့မြေကွက်ကပေါ့နော်မျက်နှာစာပေ40ဒီလိုအရှိရပေါ့နော်ပေ100ရှိတယ်ဆိုရင်ကျွန်တော်အကျန်းဖြစ်အနေနဲ့ပြောမယ်ဆိုရင်ပေါ့နော်ဒီတာသမီ3ယောက်ကတယောက်ကို40 30 40 30စီရကြမှာဖြစ်ပါတယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကထားပါတော့ဟုတ်ပြီစွန့်လွတ်စာချုပ်ပေါ့နော်တရားဝင်မပို့နဲ့စာချုပ်ချုပ်ရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အဲ့တရားဝင်မပို့နဲ့စာချုပ်ချုပ်ရမယ်စွန့်လွတ်စာချုပ်မှာကိုကမချုပ်ရသေးပဲနဲ့ပေါ့နော်အတားမဲ့ဒီအရေးကြီးစာချုပ်နဲ့ပေါ့ဗျာဒါကိုရဲ့ညီကိုမောင်နှမအချင်းချင်းပေါ့နော်နားလည်မှုနဲ့ဒီတိုင်းပဲနေလို့ရတယ်ဆိုပေမဲ့လေဒီချင်းချင်းကြားလို့ရှိရင်ပေါ့နော်ပြဿနာတက်တာတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့တွေကစွန့်လွတ်စာချုပ်ချုပ်မယ်ဆိုရင်တရားဝင်မပို့နဲ့စာချုပ်ချုပ်မှာပဲတရားဝင်တာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်ပြောပြသလိုအမွေဆက်ခံစာချုပ်ပြီးသွားတာနဲ့ကျန်တဲ့သားသမီး3ယောက်ကနေပြီးတော့မှပေါ့နော်အပြန်အလှန်စွန့်လွတ်လို့ခေါ်တယ်ပေါ့ဗျာโอเคအခုဖြစ်တဲ့သူကဒီညီ2ယောက်ကိုစွန့်မယ်ညီ2ယောက်ကလည်းအဲ့ညီ2ယောက်ထဲကနေ1ယောက်ကပေါ့နော်ဒီအကိုနဲ့ကျန်တဲ့ညီ1ယောက်ကိုစွန့်မယ်အဲ့လိုပဲကျန်တဲ့ညီကလည်းဒီလိုပြန်စွန့်မယ်ပေါ့ဗျာအဲ့ဒါကိုကျွန်တော်ကစွန့်လွတ်စာချုပ်ချုပ်ဆိုတယ်လို့ခေါ်တာပေါ့နော်မိတ်ဆွေတို့အနေနဲ့စွန့်လွတ်စာချုပ်ဆိုတာဘာကိုပြောလို့ပြောမှန်းမသိဘူးပေါ့နော်ဒီချိုးတွေဆိုရှိသေးရဲ့ကျွန်တော်တို့စွန့်လွတ်စာချုပ်ဆိုရင်ဥမာပေါ့နော်ထားပါတော့ကျွန်တော်နာမည်ပေါက်နေတဲ့ကိုနိုင်မင်းရဲ့ခရင်ပေါ့ဗျာကိုနိုင်မင်းကနေပြီးတော့မှမလို့ကျင်တော့လို့ရောငါမင်းကိုပေးလိုက်တယ်ပေါ့နော်အဲ့လိုမျိုးတွေထင်ကြတာပေါ့တခြားသူတွေရဲ့အမြင်မှာတကယ်တော့စွန့်လွတ်စာချုပ်ဆိုတာကကျွန်တော်တို့အနေနဲ့ဒီခရင်မှာဒါမှမဟုတ်ဘိုးဘွားပိုင်စာအုပ်မှာပေါ့နော်ပူးတွဲအမည်ပေါင်းမှာဒါကိုစွန့်လွတ်စာချုပ်ချုပ်ဆိုတယ်လို့ခေါ်တယ်ဥမာထားပါတော့ကျွန်တော်နဲ့ကျွန်တော်မိန်းမနာမည်ပေါက်တဲ့စာအုပ်ပေါ့နော်ကျွန်တော်အနေနဲ့ဒီစာအုပ်ကိုကျွန်တော်မလို့ကျင်တော့ဘူးဆိုရင်ကျွန်တော်မိန်းမကိုကျွန်တော်ဒီမြေခွက်တစ်ခွက်လုံးကိုစွန့်လွတ်ပေးလိုက်တဲ့သဘောပေါ့နော်ဒါဆိုရင်စွန့်လွတ်လို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်နဲ့ကျွန်တော်မိန်းမ2ဦးစလုံးอ่ะပေါ့နော်ဒီစာအုပ်မှာနာမည်ပေါက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့စွန့်လွတ်ပေးလို့ရတယ်ပေါ့ဗျာပြောချင်တာအဲ့တော့နာမည်ပေါက်လည်းမရှိဘဲနဲ့သူများပိုင်တဲ့မြေခွက်ကိုကိုယ်လာပြီးတော့စွန့်လွတ်ပေးတယ်ဆိုတာကဒါအတိတ်ပဲမရှိဘူးပေါ့နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့အဲ့လိုမျိုးအထင်အမြင်မှားနေရလေးကိုကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်